ဒီထောက်ရအောင်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ရှင်းမြန်မာတွေရဲ့ယုံကြည်မှုတွေထဲမှာတောကြနဲ့မွေးတဲ့သူတွေအတွက်တီးတန့်ပေးထားတဲ့ဝိညာဉ်ရေးအားသာချက်တွေရှိတယ်ဆိုတာကိုနည်းနည်းပြောပြတော့မှာပါဟုတ်ပြီဒီစကားကိုကြားလိုက်တာနဲ့တော်တော်များများစိတ်ဝင်စားတော့ကြမယ်ထင်တယ်တောကြနေမှာမွေးတဲ့သူဆိုရင်လေဘယ်သူမှပြောမပြတဲ့တကယ်ကိုကြီးမားတဲ့ဝိညာဉ်ရေးအားသာချက်တစ်ခုကိုပိုင်ဆိုင်ထားပြီးသားတဲ့ဆိုတော့အဲ့ဒီအားသာချက်ကပါလေတကယ်ပဲတောကြနေဖွားတွေမှာသူများနဲ့မတူတဲ့အဆောင်ရှောက်တွေရှိနေတာလားလာအဲ့တို့ရှာခွင့်ကြည့်ကြအောင်အရင်ဆုံးနခတပြအရာအခြေခံကစပြောမယ်တောကြနေကိုအစိုးရတာကတောကြချော့ Venus ပေါ့ဒီ Venus ဆိုတာအချစ်အလားအပြာလဲနူးညံ့သိမ့်မွေ့ခြင်းရဲ့သင်္ကေတဗျာအဲဒါကြောင့်တောကြနေမွေးတဲ့သူတွေကဒီလိုစွမ်းအင်တွေကိုမွေးရပါတဘာဝအတိုင်းပိုင်ဆိုင်ထားကြတယ်သူတို့ရဲ့ဒီလိုထူးခြားတဲ့စိတ်နေစိတ်ထားလေးတွေကြောင့်လည်းသူတို့ကိုအထူးတလဲစောင့်ရှောက်နေတဲ့ဝိညာဉ်ရေးရမဟာမိတ်တွေကလည်းတီးတန်းကိုရှင်ရတာဟုတ်ပြီအဲ့ဒီမဟာမိတ်တွေကဘသူတွေလဲတောကြနေဖွားတွေကိုအထူးတလဲစောင့်ရှောက်ပေးနေတဲ့ဒီဝိညာဉ်ရေးရအဆောင်ရှောက်တွေကိုရိုးရာနတ်ညာလို့ခေါ်တယ်ဒီစကားလုံးကိုမှတ်ထားနော်ရိုးရာနတ်သူတို့ဟာတောကြနေဖွားတွေရဲ့ကံကြမ္မာအပေါ်မှာတိုက်ရိုက်ဒေါစာလွှမ်းမိုးနိုင်တဲ့တန်ကိုအလွန်ကြီးမားတဲ့မမြင်ရတဲ့မဟာမိတ်တွေပဲဆိုတော့အဲ့ဒီယူယာနတ်တွေထဲမှာတောကြနေဖွားတွေရဲ့အဓိကအကာအကွယ်ပေးသူတွေကဘယ်သူတွေလဲဆိုတော့မေရိုဂျီနာမာတွေဖြစ်နေတာပဲသူတို့က Venus ရဲ့မိမစွမ်းရည်နဲ့တိုက်ရိုက်ဆက်ဆက်နေတယ်သူတို့ရဲ့ပြင်းထန်တဲ့မိခင်မေတ္တာစွမ်းရည်ကြောင့်တောကြနေဖွားတွေကိုဘဝရဲ့အကျက်အတဲတွေမှာမိခင်ရင်တယောက်လို့အကျွမ်းမဲ့ချီချင်းမေတ္တာနဲ့ကာကွယ်ဆောင်ရှောက်ကြတယ်လို့ရှေးလူကြီးတွေကယုံကြည်ကြတယ်အထူးသဖြင့်ပေါ့နော်အမေရင်တို့ပပမဲတော်တို့လို့မဲတော်ကြီးတွေကတောကြနေဖွားတယောက်ဟာငွေရေးချေအញ្ញခက်ခဲကြက်တိနေတဲ့အချိန်ဒါမှမဟုတ်အသေးခွဲမိလောကကြီးကိုစစ်ကုံနေတဲ့အချိန်မျိုးမှာမိခင်တယောက်ကသားသမီးကိုစောင့်ရှောက်တယ်လို့မျိုးချက်ချင်းဝင်ရောက်ပြီးနှစ်သိမ့်ကောက်ွယ်ပြီးတတ်ကြတယ်လို့ဆိုကြတယ်ဒါပေမဲ့ဒီလောက်နဲ့ပဲရမသွားသေးဘူးဗျာတောကြနေဖွားတွေအတွက်နောက်ထပ်တန်ခိုးအလွန်ကြီးမားတဲ့ဝိညာဉ်ရေးရမဟာမိတ်တွေရှိနေပါသေးတယ်နောက်တစ်ဆက်ညင်နဲ့တောကြနေရဲ့အဓိကရက်ကမြောက်ရက်ပဲဗုဒ္ဓဘာသာစကြောလာယူဆရမြောက်ရက်ကိုဆိုးရတဲ့သူကဘာလို့လဲစီစဉ်ဥစားကိုပိုင်းဆိုးလက်ဝေဒဝနာမင်းကြီးဖြစ်ပါတယ်ဒါကြောင့်တောကြနေဖွားတွေဟာဝေဒဝနာမင်းကြီးနဲ့တိုက်ရိုက်ဝိညာဉ်ရေးရဆက်သွယ်မှုရှိပြီးငွေအလုံးရင်းနဲ့ဝန်တက်တဲ့လာဖလာပါလေငွေကြီးကံကောင်းမှုတွေရနိုင်ကြအောင်များတယ်ဒါအပြင်မြင်းဖြူရှင်းတဲ့လိုမျိုးအတန့်ရှင်းစင်ကြမှုကိုလုံးမြင်လို့တဲ့နတ်တွေကလည်းတောကြနေဖွားရဲ့ဖြူစင်တဲ့စေထားကိုအလုံးနဲ့တက်ကြတယ်လို့ဆိုတယ်ဒါပေမဲ့အခုပြောမယ့်အချက်ကတော့ဇလန်းရဲ့လက်ပြောင်းတစ်ခုပဲဒီလိုအဖိုးရန်တဲ့ဝီညီရေးရအကာအကွယ်တွေအကုန်လုံးကိုအလွယ်တကူပျက်စီးသွားစေနိုင်တဲ့သူတို့ကိုအနာကနေမောင်းထုတ်တယ်လို့ဖြစ်သွားစေနိုင်တဲ့အရာတစ်ခုရှိနေတယ်တကယ်လို့များဒီအဆောင်ရှောက်တဲ့အကာအကွယ်တွေအားနေသွားရင်ဘယ်လိုလုပ်မလဲစဉ်းစားကြည့်လေအေးချီတာကဘယ်ရတွေကသူရဲ့ဆွမ်းရင်ကိုအားနေသွားစေတာလဲကိုဘက်ကဘာတွေမားနေလို့လဲဆိုတာပါပဲအထူးအချက်ကတော့ဒါပဲရှင်းလေးပဲဒီနတ်တွေအားလုံးဟာရှုပ်ပွားနေတာနဲ့ညက်ပတ်ပေနေတာကိုလုံးဝကိုမုံတီးချတယ်ဒါဟာဒီနှစ်တင်ဆမှုရဲ့အရေးကြီးဆုံးတီးတီးပေးချက်တစ်ခုပဲခဏလေးဆိုတော့အခန်းရှုပ်တန်းနေပဲသူတို့ရဲ့အကာအကွယ်တွေကအားနေတော့ရောလားတကယ်ကြီးလားဟုတ်တယ်တကယ်ကြီးပဲဒီမှာကြည့်ရှုပ်ပွားနေတဲ့အခန်းညစ်ပတ်နေတဲ့ဂျမ်ပင်မလျှော်ပဲပုံထားရဲ့အဝတ်တွေဒါတွေကရုပ်ပိုင်းဆိုင်ရာညစ်ပတ်မှုတွေနောက်တစ်ခါစိတ်ပိုင်းဆိုင်ရာညစ်ပတ်မှုတွေဖြစ်တဲ့ကျန်းတဲ့စကားလုံးတွေသုံးတာဒေါသတကြီးအော်ဟစ်တာတွေဒါတွေအားလုံးဟာနတ်တွေစီကရမယ်အကာအကွယ်နဲ့စီးစင်ဥစားတွေကိုချက်ချင်းကိုအားနေသွားစေတဲ့အကြောင်းရင်းတွေပဲဒီချက်ကိုထပ်ပြီးအလေးပေးပြောမယ်အခန့်ရှုပ်ပွဲနေတာနဲ့သူတို့ရဲ့အကာအကွယ်တွေအားနေသွားတာဟာတိုက်ရိုက်ဆက်ဆက်နေတယ်ဒါကိုလွယ်မတွေးလိုက်နဲ့ကိုယ့်ရဲ့နေထိုင်တဲ့ပတ်ဝန်းကျင်ဟာကိုယ့်ရဲ့ကံကြမ္မာကိုတိုက်ရိုက်အချို့တက်ရက်နေတယ်ဆိုတာကိုပြနေတာပဲဒါပေမဲ့စိတ်မပူပါနဲ့ဒီသတိပေးချက်တွေအပြီးမှာတော့အားလုံးအတွက်အပြုသဘောဆောင်တဲ့ချက်လွတ်ဆောင်လို့ရတဲ့ဖြည့်ရှင်းနည်းတွေကိုပြောပြသွားမှာပါဒီအကာအကွယ်ကိုဘလို့ပြန်ပြီးအားကောင်းအောင်လုပ်မလဲဆိုတာကြည့်လိုက်ကြရအောင်ရိုးရနာတွေရဲ့နှစ်သက်မှုကိုပြန်ရဖို့အတွက်ဈေးကြီးတဲ့ပူဇော်ပါတတ်မှုတွေလုံးဝမလိုအပ်ဘူးရိုးရှင်းတဲ့အဆင့်ထုံးစင်ပဲလို့တဲ့နံပါတ်1ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုတန်ရှင်းအောင်ထားပါအခန်းကိုရှင်းအဝိတ္တွေကိုလျှော်ဒါပဲနံပါတ်2ရိုးရှင်းတဲ့ပန်းအတိအနံတွေကတ်လူပါပြီးတော့နောက်ဆုံးအရေးကြီးဆုံးအချက်ကကောင်းမှုကုသိုလ်လို့တိုင်းတူလို့ကိုအမြတ်တမ်းပေးဝေဖို့ပဲကဲဘာတွေကိုကတ်လူရမလဲဆိုတော့ကိုဒီမှာတိတိကျကျပြထားတယ်သူတို့ကအုံသီးငှက်ပြောသီးနင်းစီဖြူနဲ့စံပယ်ပန်းလိုမျိုးတန်ရှင်းတဲ့ຢာတွေကိုနှစ်သက်ကြတယ်အရေးကြီးဆုံးကတော့သူတို့အမုံဆုံးຢာတွေထက်တဲ့အရက်နဲ့အသားစိမ်းတွေကိုလုံးဝမကတ်လူမိဖို့အထူးသတိပြုရမယ်ဒါတော့မှတ်ထားမယ်ဒီစာကြောင်းကိုတင်ငယ်ချင်းစီပို့ပေးလိုက်အောင်ပါပဲဟုတ်တယ်ကုသိုလ်ပြုပြီးတိုင်းမျှဝေတဲ့အခါမှာ
ဤကုသိုလ်ကိုဝေသူဝဲနတ်မင်းကြီးမေတော်ကြီးများနဲ့ကျွန်ုပ်မြင်ရသောရိုးရနတ်များအလုံးကိုမျှဝေပါ၏ဆိုပြီးဒီစကားစုကိုအတိအကျရွတ်ဆိုပြီးမျှဝေပေးလိုက်ဒါကအရန်ကိုလွယ်ကူပြီးအစွမ်းထက်တဲ့နီးလန်တစ်ခုပဲ ဒီရုပ်ရှင်တဲ့နီလန်းတွေကိုသာမမှန်ကန်ကန်လိုက်နာသွားမယ်ဆိုရင်ရလာမယ့်အကျိုးကျေးဇူးကတော့ဘယ်အရာကမှမချိုးဖြတ်နိုင်တဲ့စိမ့်စိမ်ဥစ္စာအကားအကွယ် World Show ကြီးတစ်ခုကိုပြန်လည်ရရှိမှာဖြစ်တယ်လို့ဆိုပါတယ် ကဲဒီအကြောင်းအရာတွေကိုနားထောင်ပြီးတဲ့နောက်မှာတော့မေခွန်းတစ်ခုမေးခြင်းတယ်ဒီမှာနားထောင်နေကြတဲ့သူတွေကတော့ဘယ်နေ့မှမွေးဖွားခဲ့ကြတာလဲ comment မှာကိုမွေးတဲ့နေ့ကိုရေးခဲ့ကြပါတော့ကြနေဖွားတဲ့အတွက်ဒီလိုလူဖွဲ့ချက်ရှိတယ်ဆိုရင်တခြားနေ့တွေမှာမွေးဖွားသူတွေအတွက်လည်းဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဝิญဉ်ရေးရလူဖွဲ့ချက်တွေအများကြီးရှိနေအောင်ပါပဲအဲ့ဒီတော့ကိုမွေးနေ့ကို comment မှာရေးခဲ့နောက်တင်ဆက်မှုတွေကိုစောင့်မျှော်နေလိုက်တော့